စကားတစ်ခုပြောမယ်နော်သိလားနန်းလွှင့်နေတဲ့လိုက်ကသူများတို့ဆက်စီဟော့လိုက်မဟုတ်ဘူးနော်သိလားဘိုးကင်ဖြေကင်ပြတဲ့လိုက်မဟုတ်ပါဘူးရှင်ချက်ပေါက်ကြည့်လာပြီးတော့ကင်ပြပါတော့ဘာလို့မပြောပါနဲ့နော်သိလားဟောသိလားတအားဖြစ်နေကြရဲဆိုရင်ဒီဒိတ်ကြီးရဲ့ဘာလို့ရှိရဲရှင့်နော်မထိန်နိုင်မသိနိုင်ဖြစ်နေပြောရမှာအဲ့ဆိုရင်အကောင်းမလွတ်ရအောင်ညီမကြီးဖြစ်ပြီးတော့ဟိုဗာလဲစကားတခွန်းပြောရင်ချက်ချင်းအဲ့လိုနားမလည်တာကွာတည်းတက်လို့မရလို့ကြဲတီးတက်လို့မရလို့နော်မကြည့်ချင်ကြော်သွားလိုက်ဘယ်သူမှတောင်းမှန်နဲ့ကြည်ပါလို့မခိုင်းနော်ပောက်ကြရအရင်ရှိရည်လားဘိုးမှသူများလွှင့်တာမကြသေးဘူးအစ်စ်ကလေးပါဆိုလို့ခလေးကိုစိတ်ချမ်းသာအောင်မထားကြစိတ်ညစ်အောင်မထားဘူးဝါဟယ်လိုဟယ်လိုမင်္ဂလာပါရှင်ပောက်သွားလားပောက်ခုလားမသိဘူးဟယ်လိုမင်္ဂလာပါရှင်ချစ်တဲ့လူဆိုတခါလေး follow လုပ်ထားတယ်နော်ပောက်သွားလားမသိဘူးနဲ့စတော်ဘယ်ရီကြည့်ပြီးတော့ငါပောက်သွားလားမသိဘူးရိုင်းချတာမသိပါဘူးလေပောက်တာလားပောက်တာလားမသိဘူးလေခုမှလွှင့်တာမကြသေးတော့ပောက်တာဘလို့ခေါ်လဲမပောက်တာဘလို့ခေါ်လဲမသိဘူးရိုင်းချတာတော့ဘယ်လိုဒီမှာလူတွေတော့ပြောဆုံးမှငါတော့လူနေမှာပါအဲ့လိုမိသားပါရှင်ရှုံးတယ်ကောဆာစီ